UC 10,000နဲ့ကားဖောက်တော့အခါ ကျွန်တော်ဒီလိုမျိုးတော့တခါမှကားမဖောက်ဘူးသေးအမှန်တိုင်းဝန်ခံတာကျွန်တော်ဒီလိုပုံစံမျိုးနဲ့တော့တခါမှကားမဖောက်ဘူးသေးအဲ့တော့ကျွန်တော်တိတ်ပြီးနားမလဲအဲ့တော့ကျွန်တော်ကဒီကားကိုလိုချင်ရင်ဒီစေဘူးသုံးမှုရှိရမယ်ပေါ့နော်ဟုတ်တယ်နော်ဟုတ်လားမသိဟုတ်လားဒါကားတွေမှာထဲတဲ့ဟာတွေဟုတ်တယ်ဟာဒါကားတွေမှာထဲတဲ့ဟာတွေပေါ့နော်က brother ကားပေါက် UC ဘလောက်လောက်နဲ့ပေါက်မယ်ထင်တယ် brother ကျွန်တော်ဆို UC 9000နဲ့ကားပေါက်တယ်ကျွန်တော်ဒီလိုချင်တာဒီကားလိုချင်တာဒီကားဆိုဘလောက်လောက်နဲ့ပေါက်မယ်ထင်လဲဘလောက်ပေါက်ပြမယ်ဖြစ်ပါတယ် let's go ပါရေလုံးကျွန်တော်60လေးနဲ့စက်ကမယ်တစ်ချိန်3ချိန်ကွိုင်နေရလာရည်လားအော်တော့ဒီမှာ9လေးရှိအောင်နော်โอเคကျွန်တော်မရဘူးဆိုတကွိုင်မရမယ်ထင်အဲ့လိုတော့မဟုတ်ဘူးဟောပြောလိုက်ရမှာတကွိုင်နဲ့10ချိန်ပြည့်အောင်လို့ကျွန်တော်စက်ကအေးဟုတ်ပြီကန်ကောင်းတယ်လို့မှတ်လိုက်ဟုတ်လားကန်ကောင်းချင်းနေစလိုက်လို့ပဲမှတ်လိုက်7ချိန်9ချိန်10ချိန်โอเค9လေးတဲ့တစ်ချိန် let's go ဟမ်းမပေါက်သွားပြီဟမ်းမလေးပြင်ရလားမသိဘူးဒီနားမှာဟမ်းမလေးပြင်ရလားဟမ်းမလေးတော့ပေါက်သွားပြီဟိုဘက် channel ကိုကြာရင်ပိုကောင်းတယ်တက်ကွိုင်းနေပြီပဲနော်โอเคဟမ်းမလေးတော့ရတယ်ဟမ်းမလေးရမယ်တိတ်ပြီးတော့ရင်မခုံဘူးဗျာနော်ဘာလဲဆိုတော့ဒါကျွန်တော်အနေနဲ့ဒီကဟမ်းမလေးက inferno ရှိတယ်ဆိုတော့ကဲနောက်ထပ်9နဲ့4တယ်ဘာမှဝင်နေရတာလေအော်ကျွန်တော်နောက်မှာတော့ကွယ်နေပါ brother ဟုတ်တယ်စမ်းမို့ပါအေးစေးပေါ့3ချိန်လောက်ထိကိုရင်မခုံဘူးဗျတက်ကွိုင်းလေးတွေကြီးပဲနော်တက်ကွိုင်းလေးတွေကြီးပဲโอเคပါရောက်တော့လောက်ပါမလား UC တော့လိုက်လို့4ကွိုင်းလေးတွေပူပြီးကြာသပင်လေးရသွားပြီဆဲဘူးလေးပါလေးပေါက်နေကောင်းမယ်နော်โอเคရိုင်းတော့မစိုးသေးဘူးထင်တယ်ဗျာနော်တခါတော့စကစ်ကြည့်ပြီโอเคဗျာစကစ်ကြည့်ပြီစိတ်ချမ်းသာပါအင်းကြီးမစိုးပါဘူးကဲကျွန်တော်နောက်ထပ်9နဲ့4နဲ့ပုံမှန်ဟိုလိုမဟုတ်တော့နည်းနည်းလေးချိန်တိုင်းတော့ရမယ်ဆိုတာသိပြီမယ်အလုံးမပေါက်တော့ပေါက်နေတယ်ကွာစကွိုင်းနေကြီးပဲနော်ထမျိုးပါလားဟုတ်လေပေးချင်းပေးတော့ဟာချလာโอเคရှယ်ပြီလေဒီကโอเคချိန်90တော့ရှိပြီဗျကျွန်တော် UC 4000ပုံချင်းမှာကွိုင်း100ဆို8000ဆိုရင်မဟုတ်ပါဘူး UC 4000ပုံချင်းမှာကွိုင်း100ထားပါတော့နော် UC 4000ပုံချင်းမှာကွိုင်း100ဆိုရင်ကျွန်တော်တို့8000ဆိုရင်ကွိုင်း400တော့ဟဲ့ကားတစ်စီးတောင်မှာကွိုင်း900ကျော်တယ်16000နဲ့ကမကျင်းသေးဘူးဖြစ်နေနည်းနည်းတော့မဟုတ်ဘူးဗျကားလေးကပောက်ကိုပောက်မှရမယ်ဗျမပောက်ရင်ဒီဘက်ချမ်းဆေးဘူးလေးတွေပောက်ဖို့လိုတယ်အပေါ်ဘက်ကကျွန်တော်ခေါင်းပေါ်ချမ်းလေးကဆေးဘူးလေးတွေပောက်ဖို့တော့လိုတယ်ဂျင်းပြီတင်တယ်မဟုတ်ကျွန်တော်လောင်မှာမဟုတ်တော့ဘူးကျွန်တော်ဂျင်းဟာပြီတင်တယ်ရောက်လက်ခွင့်ဟိုက်ကွိုင်းနေအောင် UC 9000လောက်ကြာပိတ်ပြီးတော့ရေခုံမကောင်းဘူးနော်စောက်ရိုင်းချင်းတယ်နော်အဲ user အိမ်ဘာလောက်ကမှဖင်နေထုတ်တဲ့အဲ့ grand second ကားလေးကြာလေကွာဟိုဘက်မှာအပြာရောင်လေးလိုအပ်နေတာအပြာရောင်လေး please အဲ့တော့ကြည့်လေဖင်နေထုတ်နေတာဆိုတော့ကျွန်တော်အနေနဲ့ကားတစ်စီးတော့ရပြီ240ဆို600ဆို920နောက်ထပ်လိုတယ်ပေါ့နော်ကျွန်တော်ဘာလို့920ရမှာကျွန်တော်လိုချင်တဲ့ဒီကာလာနဲ့ကာကိုရမှာပေါ့နော်နောက်ဆိုဒီအပြာကြီးကကြတော့ကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးကျွန်တော်ဒီကောင်လေးကိုကြိုက်တယ်ပေါ့နော်နောက်တော့ဒီကောင်ကြီးကိုတော့တိတ်တော့မကြိုက်ဘူးရရင်တော့ယူမယ်ဆိုတဲ့စိတ်ပဲရှိတယ်ဒီကလိုချင်တာတော့ဒီကောင်ပေါ့ဗျာနော်ဒီကောင်လိုချင်တယ်ဒီကောင်မှကျွန်တော်အဲ့လိုဒီကောင်လိုချင်တယ်ဗျာသိရမလားနောက်ပြီးကျွန်တော်ဒါလေးလိုချင်တယ်ဗျာဆိုတော့ဒီကောင်လေးနဲ့ဒါလေးနဲ့ဆိုတော်တော်လေးကိုမိုက်သွားမယ်ပေါ့နော်ဆိုတော့နောက်ဆိုကားတိတ်ပြီးတော့ရုံလုံးမပေါ်ဆိုဖြစ်တယ်အဲ့တော့ကားလေးပေါက်ဖို့လိုတယ်လက်စကောဗျာဘလိုပဲဖြစ်ကားတော့ပေါက်ကိုပေါက်မှရမှာကားတော့ပေါက်မှရမှာဗျပေါက်တဲ့ခါမှာလည်းအပြာရောင်လေးပေါက်ဖို့လိုတယ်ဗျအဲ့လုံးမှာကွိုင်နေရွက်ပေးနေတယ်ကတော့ဆဲလိုက်လို့လားဟုတ်လားအေးပေးလိုက်ပါဦးကွိုင်နေအဝါရောင်လေးဟိုအဓိကကွိုင်အဝါလေးတွေပဲလိုတော့တာပေါ့နော်တစ်ခါကျရင်ကျွန်တော်မလိုချင်တဲ့စိတ်အခြေအနေကခွေးဖြစ်နေအပြာရောင်လေး please ဟိုအားလုံးပဲတာလူခေါ်လိုက်ကြရအောင်ဗျာလို့နော်လိုက်ကြော်ကြည့်ပြီးွားပြီးပေါက်သွားတယ်ချီလာ brother ဟမ်ချီလာအပေါက်ဖင်ခံမယ်တဲ့ဘရိုထက်လင်းနာမည်မှတ်မိတယ်နော်စက်တပုတ်ရိုက်ထားဖန်လေးအဝါပေးမှပေါက်မှာထူပါဘူးလေအဘွားလို့ thank you ပါလို့နော်တန်းဆန်အခုတော့ပိုင်းအရင်ကျုံနေတယ်ကြကျန်တာရောမဟုတ်ဘူးဗျပလေယာတွေကိုပါဗျအဲ့ကြီးကအရင်ကျုံတယ်ဗျ1080လို့ရပြီလေတဲ့ရအောင်လေကိုရဲ့ကား920ဗျာကား920ကျွန်တော်ပြပြမယ်ကား920အပေါင်းကျွန်တော်တို့ဒီမှာဆေးဘူးက3ဘူးလိုတာဗျာဆေးဘူးက3ဘူးလိုတာ3ဘူးဆိုတော့ကျွန်တော်တို့920ပဲဗျာ920နော်
ကျွန်တော်တို့ဒီမှာ240အမြောက်3 920အပေါင်းကျွန်တော်တို့ဒါအမြောက်2ပေါ့ဗျာ920အမြောက်2ဆို1440အဲ့တော့မှအပေါင်းကျွန်တော်တို့360ဆိုတော့ကျွန်တော်1800လိုတာဗျဒါပေမဲ့16000နည်းနည်းပဲရတယ်ကွာ1082ပဲရတယ်ဆိုတော့ငါနောက်ထပ်900လောက်ရအောင်ရှားမှာဖြစ်နိုင်လားတော့မသိဘူးဖြစ်တော့ဖြစ်နိုင်မှာပါနော်မဖြစ်နိုင်လို့လည်းဒီကောင်ကတစည်းကိုဟိုလောက်လာကြ3ကတက်တစည်းလောက်လာကြတယ်ဈေးကဘာမှသာမဟုတ်တာဒါနော်3ကတက်တစည်းလောက်လာကြနော်လားကြိုက်တယ်အဲ့လိုမျိုး quality ကားတွေကိုစီးပြီးရန်သူတွေကိုတိုက်ပွဲလေးရောက်ကဲတော့ကျွန်တော် UC 1000ထပ်ပြည့်သွားပြီထားလိုက်တော့နော်ခုနက600ပို့တယ်ဆိုတော့1000ပေါ့ဗျာထပ်ကြုံပြီဗျာနော်စကင်လေးနဲ့အားလုံးစိတ်ချမ်းသာအောင်3ကလောက်ကျုံပြီးမယ်မထူးဘူးဗျာပုံမှန်ပဲဗျာနော်900လောက်တော့လိုတယ်ဗျကဲ900လေးပြည့်ဗျာlet's go ဟေးရေးဆက်ချကဲမစိတ်ပါလားတဲ့မပါဘူးလို့ကကြီးတော့အုတ်ထုတ်တွေလှိပ်ပေါက်နေအမမဆဲဘူးဝယ်ရမှာကြီးစောက်တာမကြဘူးလေကွာ240ကွာ3ဘူးတော့ဝယ်ရမှာလို့မိုင်းလိုက်တာကွာငါမှဒီဖင်လေးတော့မတက်နိုင်ဘူးကျန်ဒီကားကိုဟာလှတယ်လေဒါလေးက1800ဆိုအလုံးမကတော့ယူစီထည့်ပေးခြင်းလို့မလုပ်ပါနဲ့ကိုကြီးတော်ပြီရတယ်ကိုကနေကိုပဲထည့်လိုက်တော့ကျွန်တော်ကြောင့်မဟုတ် brother တို့ကကျွန်တော် live stream ဆိုလဲအများအားပေးတယ်ကျွန်တော်ဆိုလဲအများတဲ့အသေးတွေလက်မတွေ share ပေးတယ်နော်ရတယ်ရှိတဲ့ယူစီနဲ့ထပ်ဖောက်မယ်လီဖောက်တော့လေတစ်စက္ကန့်ပဲနော်အဲ့ဆိုတော့ကျွန်တော်တို့ကားလေးကိုလဲလို့ရပြီဖြစ်ပါတယ်အခုလက်ရှိဖောက်လိုက်တာ UC 3000ပတ်ဝန်းကျင်လောက်တော့ကြာတယ်ဗျာနော်ကဲ UC 3000ပတ်ဝန်းကျင်လောက်ကြာတယ်ဆိုတဲ့အနေအထားတစ်ခုမှာ flat bar တွေရလိုက်လေပေါ့ဗျာနော် flat bar တွေရလိုက်လေပေါ့ဗျာကဲအဲ့တော့ကျွန်တော်တို့ယူမဲ့ကားဒါ4ယောက်စီးကား4ယောက်စီးကားရဲ့ဒါကျွန်တော်တို့သေးဘူး3ခုနဲ့လဲလိုက်ထွက်လာမယ့်ပုံစံပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လောက်ထိ4ယောက်စီးကားကိုတိတ်မကြိုက်ဘူး brother တို့လည်းအမြင်ပဲကျွန်တော်ဒီ2ယောက်စီးကားလေးကတော်တော်လေးကိုလမ်းတယ်ဆိုတဲ့ feeling ရတယ်နော်ဆိုတော့လမ်းနဲ့အဲ့ဒါလေးကျွန်တော်ထည့်ပေးတာတဲ့ bro အောင်ရဲကို bro thank you so much ပါ brother ကြီးကျေးဇူးတင်ပါတယ်ကို thank you ပါကိုကြီးကောင်ရဲကိုကျွန်တော်လည်းဒီဘက်မှာတက်ထည့်တာမဟုတ်ဘူးလို့ထင်တယ်ဗျကျွန်တော်ထည့်တာပမာဏမဟုတ်ဘူးလို့ထင်တယ်ကို thank you ပါကိုကျွန်တော်လည်းမေးဖို့ဘယ်လိုထည့်ပေးလိုက်လဲလို့ကျေးဇူးပါ bro နဲ့ကျွန်တော်လည်းကန်ဆက်တယ် brother ကျွန်တော်မချခင်မှာ bro P90 စကင်နဲ့ N24 စကင်ထွက်ဖို့ရှိတယ်အဲ့ကြရင်ကျွန်တော် bro ဆက်သွယ်လိုက်မယ်ကျွန်တော်အဲ့ကြရင်အခုလိုပဲ600လောက်ဖြစ်ဖြစ်60လောက်ဖြစ်ဖြစ်ကန်ဆက်အောင်ထည့်ပေးပါနော် bro ကျွန်တော်ပြီးမှ bro ကေဗီနဲ့ပြန် bro thank you ပါ bro ကျေးဇူးအများကြီးတင်ပါတယ် brother ကြီးကျွန်တော်အဲ့တော့ဖူးစာ brother နောက်လည်းအဲ့လိုများလေး support ပေး broနော် bro ကျေးဇူးပါ bro စီးပွားရေးအများကြီးမဟုတ်ကျွန်တော်တယောက်တည်းဆူတောင်းပေးလိုက်ရင်တမျိုးထင်ပါလေအဲ့တော့ကျွန်တော် live stream ကို Facebook YouTube TikTok တွေကြည့်ပေးနေကြတဲ့တယောက်ချင်းစီအားလုံးပဲကျွန်တော်စီးပွားရေးအများကြီးအဆင်ပြေပြီးတော့ဝင်ငွေတွေအများကြီးရကြပါစေเนาะပတ်စံတွေအများကြီးဝင်ပါစေဗျာเนาะဆိုတော့ဒီပေါက်ကျွန်တော်တို့နောက်ဘဝကြိုင်နေနှိပ်ဖန်အောင်ရှောက်ပါစေเนาะအခုဘဝမှာတော့စော်ကြည့်ပြီးတော့တီပဲပောက်ပါစေဗျာကဲ UC ကအခုကျွန်တော် YouTube မှာဆိုပင် comment ပေးထားပါတယ်အဲ့ကနေဆက်သွယ်ပြီးဝင်လို့ရပါတယ်ကျွန်တော်တို့ ကျွန်တော် flap ပေးနဲ့ FOG flap YouTube channel မှာပေးထားတဲ့ pin comment ကကျွန်တော်ရဲ့ Telegram channel ပါအဲ့ Telegram channel လေးကတော့ဒါ broadcast channel လို့ထောင်ထားပါတော့ UC တွေ diamond တွေဝယ်လို့ရတဲ့ပြင်ကျွန်တော် announcement ပို့တွေပါလုပ်ပါတယ်မကြိုက်ရသေး join ထားလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်အခုလက်ရှိဒါကျွန်တော် UC 3000လောက်သွားကြတယ်ပေါ့နော်3000ပုံကြီးလောက်နဲ့ဖောက်လိုက်တာကျွန်တော် coin 1662ရတယ် save တူရတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အဓိက target ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကားတော့ရပြီပေါ့နော်ကျွန်တော်ပထမဒီလိုမျိုး lucky spin မဖောက်ဘူးတဲ့အတွက်မှန်တိုင်းပြောနော် lucky spin မဖောက်ဘူးတဲ့အတွက်ကျွန်တော်2သီးလုံးရမယ်လို့ထင်ထားတာပေါ့နော်အခုတော့ရလိုက်ပါတယ်မျက်ရည်နေတဲ့မျက်ခွက်နဲ့နောင်ဓာတ်တွေနဲ့အတူကျွန်တော်တစ်သီးပဲရလိုက်တယ်ပေါ့ဗျာနော်အဲ့တော့အဲ့တစ်သီးကပေါက်တာမဟုတ်ပါဘူးလဲရတာပါဗျာနော်ကဲတော့လဲကြမယ်ဗျာမှားပြီးမလဲမိဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့ဒီကောင်ကကျွန်တော်တို့920ဒီကောင်ယူရမယ်နော် let's go oh my god အဲ့လိုမျိုးပေါက်ချင်တာဗျနော်လှတယ်ဗျကားလေးကတော့တကယ်ကိုမိုက်တယ်ဗျနော် Chevy 427 Cobra okay Cobra okay ဗျ blue white okay quality ဗျ quality လှတာဗျပြီးရင်ကျွန်တော်တို့ဒီအနောက်ကကျွန်တော်တို့ဟမ်ငါမှရှိတယ်လေကားရှိတယ်ဘာလို့ဝယ်လို့မရလဲဟောဒီကလဲပြီးမှဝယ်လို့ရမှာလေရဈေးလာကိုင်းနေတာတွေ့မယ်မင်းနဲ့ငါသေးဘူးနှစ်ဘူးအဲ့လိုလေးပေါက်ချင်တာမပေါက်ဘူးဗျနော်ကဲပြီးရင်ကျွန်တော်ဒါလေးယူမယ်ဟုတ်တယ်နော်ကျွန်တော်တို့တုံးလိုက်ကြရအောင်လှရကွာအမြင်လေးနဲ့တွေလှလိုက်တာပြီးရင်ကျွန်တော်ဒါလေးယူမယ်โอเคဒါဘယ်နာမှာတော့ထည့်ရမှာလဲကဲအဲ့တော့ကျွန်တော်တို့တွားပြီးတော့ဆန်းပြီးတော့မောင်းကြည့်ကြမယ်โอเคခိုင်းဒီထဲမှာဖင်တိုင်းဘယ်ကထည့်ရမှာလဲ please ဖင်တိုင်းဘယ်ကနေထည့်ရမှာလဲဖင်တိုင်းဘယ်နာတော့ထည့်ရမှာလဲလောက်ကြပါဦးဟိုကားဖင်တိုင်းဘယ်ကနေတော့ထည့်ရမှာမဟုတ်လေဟိုကားဖင်တိုင်းဘယ်နာတော့ထည့်ရမှာ
ဒီကားဖေတန်းကဘယ်နာတော့ထည့်ရမှာ wet shot တယ်မှာလားဩတိတယ် bro တိတယ်တမင်ကပြောတာမတိကြဟန်ဆောင် wet shot ဘယ်နာမှာဒီထဲမှာဟုတ်ပါဩဒီမှာဟုတ်တယ်တွေ့ပြီကျွန်တော်တိတယ် bro ရှောက်ပြောနေမတိကြဟန်ဆောင်တူပဲဟာယောဟာဒါလေးလည်းလှတယ်ယောသူကနှစ်မျိုးလုံးထည့်လို့မရဘူးလားတစ်မျိုးပဲရလားအာရတယ်ဟိုကောင်180လို့သေးတယ်180ဆိုတော့ဆက်ပြီးသွားကျုံသွားရမယ်ကျုံလိုက်အောင်မယ်နော် let's go ပါ okay 190ရပြီဒီကောင်လေးနော်okay အော်လှသွားဟာအတက်မဲကြီးတော့တောင်းကတိုင်တော့အဲ့လောက်မရင်ခေါ်အောင်လက်ခွဒါဒီတောင်းကတိုင်ဖြုတ်တော့ဘာလို့ကဒီတောင်းကတိုင်ပို့ပြီးသေးကြည့်နေတယ်အဲ့ကတောင်းကတိုင်ဖြုတ်မယ်မတ်တက်တော့ပြောင်းနေပါတယ်ကွာလက်ခွအာโอเคဒီမှာဒီကားထားဒီမှာကျွန်တော်တို့ဒီအစိမ်းအောင်လေးသွားမယ်ဒီမှာအပြောင်းလေးသွားမယ်ဟာလှသွားပြီဟုတ်ကဲ့โอเคကဲကျွန်တော် training တက်သွားပြီးတော့မောင်းကြည့်လိုက်ကြအောင်ဗျာကဲ YouTube က view 1900လုံးတော့ကျွန်တော်တို့ Facebook က view 2.3k လုံးပဲမင်္ဂလာပါ YouTube အကိုတွေမအနေနဲ့ကျွန်တော် YouTube channel လေးကို subscribe လေးမလုပ်ကြသေး subscribe လေးလုပ်ပေးကြပါဦးခင်ဗျာကျွန်တော် YouTube မှာ subscriber 3သိန်းပြည့်တော့မှာမလို့ကျွန်တော် subscribe လေးမလုပ်ကြသေး subscribe လေးလုပ်သွားပေးကြပါဦးเนาะ TikTok brother တွေရော subscribe လေးမလုပ်ကြသေး subscribe လေးလုပ်သွားပေးလို့ရပါတယ် brother အနေနဲ့လည်းဒါ Facebook အကိုတွေမအနေနဲ့လည်း YouTube လေး diamond တွေလိုအပ်ခဲ့တယ်ဆိုရင်ဒါ Facebook မှာဆိုကျွန်တော် live stream လွှင့်နေပေးတယ်ဖြစ်တဲ့ flat page FOG flat page တွေကနေဝယ်လို့ရတယ်လို့ YouTube အကိုတွေမအနေနဲ့လည်းကျွန်တော် pin comment မှာပေးထားတဲ့ flat for flat Telegram channel ကနေဝယ်လို့ရပါတယ်ကြည့်မယ် let's go graphic ပြောင်းကြည့်အဲ့ဒီအတွင်းကလေးကိုစိုက်ရောမိုက်တယ်ဘယ်ဟိုမမိုက်တာလဲတော်တော်လေးကိုမိုက်တာဘရိုဒါဘယ်ဟိုမမိုက်တာလဲဘရိုဒါတော်တော်လေးကိုမိုက်တာဘာလို့မိုက်လဲပြောရင်ကျွန်တော်ပုံမှန်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ပုံမှန်ပြိုင်ကားမောင်းနေပေါ့နော် feeling နဲ့အများကြီးကွဲသွားတယ်သိလားကျွန်တော်ပုံမှန်ကားပြိုင်ကားရည်သူဗျာသိလားအဲ့လို feeling မဟုတ်ဘူးဗျာသူကဘယ်လိုပြောမလဲကျွန်တော်တို့ကတော့တော်တော်ကြိုက်တယ်ရှယ်ကြီးရဟုတ်တယ်ဘရို